ကဲဒီဆက်လန်လေးကတော့လေတောဝက်ကြီးတစ်ကောင်အကြောင်းပေါ့ဒါပေမဲ့ဒီကောင်ကခမားတို့အိပ်ပျော်နေတာထက်တောင်ပိုပြီးနစ်နစ်ချိုက်ချိုက်အိပ်ပျော်နေတာဗျာအမျိုးသားတယောက်ကနီးလန်းပေါင်းစုံသုံးပြီးနှိုးတာတော့မှအဲ့ဒီတောဝက်ကြီးကမနှိုးဘူးဗျာအဲ့ဒါနဲ့ဘေးကကြည့်နေတဲ့အစေခံကမနေနိုင်တော့တာနဲ့လှမ်းရှည်ကြီးတစ်ချောင်းယူပြီးတောဝက်ရဲ့နှာခေါင်းထဲကိုအားနဲ့ထိုးထည့်လိုက်တာပေါ့အဲ့ဒီတော့မှဗျာအကျိုးသက်ရောက်မှုကတိတာသွားတော့တယ်တောဝက်ကြီးကလှုပ်ရှားလာတော့မှโอเคသူတို့နှစ်ယောက်လုံးထိတ်လန့်သွားတာကဒီကောင်ကအတောင်ပန်ပါတစ်ပြန်လွှားတောဝက်ကြီးဖြစ်နေတာဗျာဒါပေမဲ့အားတန်နဲ့ခြံကောကတော့မကြောက်ဘူးဗျသူကဝုန်းကနေဆိုပြီးခုန်တက်လိုက်တာကောင်းငင်ပေါ်အထိလွင့်ပါသွားပြီးတောဝက်ကြော်ပေါ်ကိုကွက်တိပြန်ကျလာတာပဲမတ်တက်တောင်ပြန်မရက်နိုင်သေးဘူးတောဝက်ကြီးကဝိုးကနေပြန်တက်သွားတော့ခြံကောခမစိတ်မရပဲဖြစ်နေတော့တာဟုတ်ကံကောင်းတာပါသူကကြိုတင်ပြင်ဆင်ထားတဲ့သူဆိုတော့ကျိုးခွင်းကိုတုံးပြီးတောဝက်ရဲ့ချေးမမှာကွင်းဆွတ်ပြီးတော့ကောင်းကင်မှာတပတ်လေပြီးတောဝက်ကိုလုံးကိုမြဲမြဲကြီးချီနှောင်လိုက်တာဗျာဒီလိုနဲ့ပဲခြံကောဟာတမိုင်းမှာပထမဆုံးတော့တောဝက်စီးသူထိလာပြီးတော့လူစီကားတွေဈေးတန်းတွေကိုဆင်းသက်လိုက်တာပေါ့ကောင်းကင်ကနေဝက်ကြီးကျလာတော့လူတွေလည်းထိတ်လန့်တကြားထွက်ပြေးကြလာပေါ့ဗျာတောဝက်ကြီးရက်သွားတဲ့အချိန်မှာဘသူကိုမှမထိခိုက်ပဲခြံကောကတော့တမျိုးလုံးမှာနမဲကြီးသွားတော့တာပေါ့လူတွေကသူ့ကိုရဲစွမ်းတတိရှိသူလို့တတ်မှတ်ပြီးသမီးတွေနဲ့တောင်ပေးစားခြင်းနေကြတာဒါပေမဲ့သူကတယောက်ကိုမှသဘောမကျဘူးဗျအဲ့ဒီအချိန်မှာစုံမတယောက်ကမြစ်ကြောင်းပင်လိုအကူအညီတောင်းတာကိုခြံကောကမကူညီတဲ့အပြင်စုံမကိုပါလောင်ပြောင်းလိုက်သေးတယ်အဲ့ဒီအတွက်နောင်မှဘလို့ပေးဆက်ရမလဲဆိုတာကိုသူလုံးဝမသိခဲ့ဘူးဗျရက်အနေငယ်ကြတော့ခြံကောကရဲတိုက်ထဲကမိစ္ဆာမကိုတတ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီမိစ္ဆာမကိုမြင်ရင်ယောက်ျားတိုင်းမိန်မောကုန်တယ်ဆိုတာကိုသူကမယုံဘူးဗျဒါပေမဲ့မြင်ချင်းမှတင်သူလဲဆွဲလန်းသွားတာပဲပုံတန်းကစားနေရင်သူကမိစ္ဆာမရဲ့လက်ကိုဖမ်းဆွဲလိုက်တဲ့အချိန်မှာဟိုးနောက်ကျော်ကနေမွေကြီးတကောင်ထွက်လာပါလေရောတကယ်တော့အဲ့ဒီမွေဆိုတာကပိုပြီးကြောက်စရာကောင်းတဲ့ပတဝါကြီးရဲ့အမီးပဲဗျာတိုက်ပွဲကတော့ပြင်းထန်တာပေါ့ခြံကောကအမီးကိုဆွဲလိုက်တဲ့အချိန်မှာမွေပါးစပ်ကအစိတ်တွေပန်းထုတ်လိုက်တာခြံကောရဲ့မျက်လုံးနှစ်ဖက်လုံးကွေသွားတော့တာပဲဗျာသူလည်းဘာမှမမြင်ရတော့ပဲလက်ထဲကသူနဲ့ရမ်းတန်းထူလိုက်တာရဲတိုက်ကြီးပါပြိုကျသွားတော့တယ်ခြံကောအသက်ရှင်ခဲ့ပြီမဲ့မျက်စိကတော့ကွယ်သွားခဲ့ပြီဆုံးမကလည်းအညိုးနဲ့အစေကတော့နင်ထုတ်လိုက်တော့ခြံကောခမအမိုက်ပုံမှာအစာရှာစားရင်အထီးကျန်ချစ်ခဲရရှာတယ်နောက်ဆုံးတော့ပင်လေဓာပြလေးမြို့ထဲဝင်လာပြီးဆုံးပါကိုရောမျက်စိမမြင်တဲ့ခြံကောပါဖမ်းခေါ်သွားကြတာကိုသူတို့တွေပင်လေထဲမှာကျွန်းစစ်နေတော့အစီကန်တွေပြန်ဆုံးတယ်ငတ်မွတ်နေတဲ့အချိန်မှာအစီကန်မှာခိုးယူလာတဲ့စီမီကွက်လေးတစ်ခုကိုထုတ်ပြလိုက်တယ်ဗျာဒါရွှေများလားဆိုပြီးပွတ်တိုက်ကြည့်လိုက်တဲ့အခါမှာတော့